အမ်ဘော်ရင်ထုတ်ပယ်ခံလိုက်ရတာကိုကြည့်ရင် United အတွင်းစီးမှာညီညွတ်မှုမရှိတာကိုမြင်နေရပြီ။ပြည်ထောင်များဝဲမင်လာများဒင်္ဂါစပေါ့ကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်ယူနိုက်တက်ဟာပေါ်တူဂီလူမျိုးနီးပြရိုဘင်အမ်ဘော်ရင်ကိုယာရုကနေထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်။အမ်ဘော်ရင်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလဆန်းပိုင်းမှာတန်းရဲ့နေရာကိုဆက်ခံခဲ့ပြီးအသင်းနဲ့3နှစ်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ပထမရာသီမှာသူ့အတွက်ပထမဆုံးရာသီပြည့်ကိုင်တွယ်ခွင့်ရတာမဟုတ်သလိုကစားမဝယ်ယူမှုလည်းမရှိတာကြောင့်အဆင့်15နဲ့စသိန်းကြရတဲ့အပေါ်မှာအားလုံးကနားလည်ပေးခဲ့ကြပါတယ်။ဒါပြင်ယူပါလိဖိုင်နယ်တော့ရောက်လိုက်သေးပေမဲ့စပါကိုရှုံးနေခဲ့တာကြောင့်ချန်ပီယံလိဝင်ခွင့်နဲ့လည်းလွဲချော်သွားခဲ့တာဖြစ်ပါတယ်။ဒီဟာဒီမှာတော့ United ကအမ်ဘော်ရင်စိတ်ကြိုက်ကစားမတွေခေါ်ယူပေးခဲ့တယ်လို့အသင်းကလည်းတပတ်တပွဲပဲကန်တင်ရပေမဲ့ရလက်ကတိုးတက်မလာပဲမပေးစရာအဆင့်9အဆင့်6ပတ်ချလဲမှာလုံးလည်ချလဲလိုက်နေကြတာဖြစ်ပါတယ်။နောက်ဆုံးလေးကိုရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှာတော့အမ်ဘော်ရင်တယောက်ယာရုကနေထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ United ဟာလက်ရှိအချိန်မှာမပေးစရာအဆင့်6နေရာမှာရပ်တည်နေပြီးချန်ပီယံလိဝင်ခွင့်အတွက်အဆင့်4နဲ့3မှတ်အကွာသာရှိနေတာပါ။ပြောရရင်မျှော်လင့်ချက်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုအနေအထားမှာအမ်ဘော်ရင်ကိုထုတ်ပယ်လိုက်တာကိုကြည့် United အတွင်းစီးထဲမှာညီညွတ်မှုမရှိတာကိုပြသနေပါတယ်။ပြီးခဲ့တဲ့လတွေတုန်းက United CEO အိုမာပါရီတာရဲ့ပြောပြချက်တွေကိုတစ်ချက်လောက်နားထောင်ကြည့်ရအောင်။ကျွန်တော်တို့အမ်ဘော်ရင်ကိုယုံကြည်ပါတယ်။သူဟာအသင်းကိုရွှေအောင်လေးရဲ့စီပြန်ခေါ်ပေးသွားမယ့်သူပါလို့ဆိုပြီးတော့ပြောဆိုခဲ့ပူပါတယ်။ဒါကိုကြည့်ချင်းအပြင် United ဟာအမ်ဘော်ရင်ကိုအချိန်ပေးသွားဖို့အတွက်ဆန္ဒရှိခဲ့ပုံရပါတယ်။သတင်းတွေရတဲ့အမ်ဘော်ရင်ကိုယာတီကုန်တဲ့အထိအချိန်ပေးသွားမယ်ဆိုပြီးသတင်းတွေထွက်ခဲ့ပူပါတယ်။ United ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာကနေအခုပြီးခဲ့တဲ့လီးနယ်ပွဲစဉ်မတိုင်ခင်ထိရှုံးပွဲ2ပွဲတည်းသာရှိခဲ့တာပါ။ဒီထဲမှာတပွဲကဗီလာလိုမျိုးမပေးစရာထိတ်ဆုံးကအသင်းကိုရှုံးခဲ့တာဆိုတော့လက်ခံပေးလို့တော့ရနိုင်ပါတယ်။ဒါပေမဲ့ဝီလောတို့ကမပေးစရာအောက်ခြေကအသင်းတွေကိုတေချာခဲ့တဲ့အပေါ်မှာတိတ်ပုံဝင်မကြဖြစ်နေပုံရပါတယ်။ဒါပြင်တန်းကိုထုတ်လိုက်တဲ့အချိန်မှာအမ်ဘော်ရင်ကိုဘာရင်တာကခေါ်ချင်ခဲ့ပြီးဝီလောကတော့စောက်ကိတ်ကိုခေါ်ချင်ခဲ့တာပါ။အဲ့ချိန်ကလေးကအသင်းရဲ့ CEO နဲ့အားကစားဒရိုက်တာကြားမှာပို့တိုက်မှုတွေဖြစ်ပြီးအခုလိုအမ်ဘော်ရင်ရလက်တွေဆိုပြီးပောက်ကွဲလာတဲ့အချိန်မှာစတေးကန်ဖြစ်သွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကအမ်ဘော်ရင်လက်ထက်မှာ United ဟာကစားမ9ဦးထိခေါ်ယူခဲ့ပါတယ်။ဇန်နဝါရီပြောင်းရွှေ့ကာလမှာဒိုကူပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ကာလမှာအမ်ဘူမိုကွန်ညာလက်စမန်နဲ့ရှက်ကိုတို့ပါဒီနေရာမှာရှက်ကိုကအမ်ဘော်ရင်ရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူးအမ်ဘော်ရင်လိုချင်ခဲ့တာကပရီးမီးယားလိမှာတသက်ပြပြီးသားအိုလီဝါကေပါဒါပေမဲ့ဝဲလာတို့ကအသက်ပုံငယ်တဲ့ရှက်ကိုသာဦးစားပေးခေါ်ယူခဲ့ပါတယ်ဒီတော့ပြဿနာကဘာဖြစ်လဲဆိုတော့ရှက်ကိုဟာလည်း Wildland 2.0 ဘာရှင်းချင်းဖြစ်နေခဲ့ပါတယ်အခြေအနေအကြောင်းကြောင့်နေဆူသွားခဲ့တဲ့အချိန်မှာပြဿနာကပိုကြီးလာခဲ့ပါတယ်အမ်ဘော်ရင်ကိုယ်တိုင်ကလည်းယာရုကနေထုတ်ပယ်ခဲ့ရမယ်ဆိုတာကြိုတင်တွေးထားပြီးသားပါဒါကြောင့်တရင်တက်လာတဲ့အချိန်မှာမအံ့ဩသလိုအခုလည်းအိမ်မှာအေးအေးဆေးဆေးနားယူနေတာဖြစ်ပါတယ်။ United ကတော့လက်ရှိအချိန်မှာနီးပြသစ်ခေါ်ယူဖို့အတွက်အလုပ်တွေစတင်ရှုံးနေပြီဖြစ်ပါတယ်။ United ရဲ့နီးပြရေဒါထဲမှာနာမည်ကြီးနေတဲ့နီးပြတွေလည်းပါဝင်သလိုနာမည်သိမရှိတဲ့နီးပြတွေလည်းပါဝင်နေတာဖြစ်ပါတယ်။တေချာတူကတော့ United နောက်ထပ်ခန့်မဲ့နီးပြဟာရာသီကုန်တဲ့အထိ United ကိုဖိအားတွေများစွာနဲ့ကင်တွယ်သွားတော့မှာဖြစ်ပါတယ်။ United အတွက်တန်းနေပိုင်းတစ်ခုကိုယူဆောင်လာပေးနိုင်မလားဆိုတာကလည်းစောင့်ကြည့်ရမှာပါ။ United ဟာလက်ရှိအနေထားအရမပေးစရာအဆင့်6နေရာမှာရပ်တည်နေပြီးချန်ပီယံလိဝင်အတွက်မျှော်လင့်ချက်ရှိနေတဲ့အသင်းမှာနောက်ထပ်ရလာတဲ့နီးပြက United ကိုချန်ပီယံလိဝင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဆိုရင်တော့သူ့အတွက်နီးပြရာတို့အာမခံချက်ရှိသွားမှာဖြစ်ပါတယ်။တကယ်လို့ဒီလိုမဟုတ်ဘဲနဲ့သူလည်းပဲဒုံရင်ကဒုံရင်ပြပြီးအမပေးစရာရည်တည်မှုမှာဒီတက်ဆိုးရွားသွားခဲ့မယ်ဆိုရင်တော့အမ်ဘော်ရင်ကိုထုတ်ပယ်လိုက်တဲ့နောင်နာကို United ဘုတ်ဖွဲ့ကခန်းစားနေရမှာသိကြပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ